သူနဲ့လက်ထပ်နိုင်ဖို့အတွက်မင်းသမီးနန္ဒာလိုင်ဆွန့်လွတ်အနစ်နာခံရတဲ့အရာတစ်ခုကိုချပြလာခဲ့တဲ့တထေးကြီးစေတီဟာမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့သူနဲ့လက်ထပ်နိုင်ဖို့အတွက်မင်းသမီးနန္ဒာလိုင်ဆွန့်လွတ်အနစ်နာခံခဲ့ရတဲ့အရာတစ်ခုအကြောင်းကိုချပြပြောဆိုလာသူတထေးကြီးစေတီဟာရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးရင်ဝင်ဇေကဘာအုပ်စုရဲ့ဦးဆောင်သူကြီးစေတီဟာကတော့ရုပ်ရှင်လောကရဲ့အလှပကေထိတ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့မင်းသမီးနန္ဒာလိုင်ကိုဇနီးအဖြစ်တော်ကောက်ယူခဲ့တာပရိသတ်ကြီးတို့အားလုံးသိပါယနေ့ချိန်ထိလည်းတထေးကြီးစေတီဟာနဲ့မင်းသမီးနန္ဒာလိုင်တို့ဟာသမီး၃ယောက်မွေးဖွားပိုင်ဆိုင်ထားပြီးပျော်ရွှင်ဖွယ်ရာမိသားစုအိမ်ထောင်တဲ့ဘဝလေးကိုပိုင်ဆိုင်ထားကြတာပါယခုဆိုရင်တထေးကြီးစေတီဟာနဲ့မင်းသမီးနန္ဒာလိုင်တို့ရဲ့အိမ်ထောင်သက်ဟာ19နှစ်ပြည့် anniversary အတွက်မိသားစုအဆောင်လင်နဲ့ပျော်ရွှင်စွာ celebrate လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်ဒီလိုအိမ်အောင်သက်တမ်း19နှစ်ပြည့်တဲ့အချိန်မှာတထေးကြီးစေတီဟာကဟိုအရင်မင်းသမီးနန္ဒာလိုင်နဲ့အိမ်အောင်ကြဆအချိန်တွေကအကြောင်းတွေကိုအမတ်တရပြောပြလာခဲ့တာပဲဖြစ်ပါတယ်တထေးကြီးစေတီဟာနဲ့မင်းသမီးနန္ဒာလိုင်တို့မင်္ဂလာဆောင်မရက်မတိုင်ခင်မှာပဲမြန်မာနိုင်ငံရဲ့သမိုင်းဝင်အဆိုးအဆုံးသောမုန်တိုင်းကြီးနာခဲ့တိုက်ခတ်ကအသက်အိုးအိမ်ပေါင်းများစွာကိုဖျက်ဆီးသွားခဲ့တာပဲဖြစ်ပါတယ်လူပေါင်း3သိန်းကျော်အသက်ဆုံးရှုံးခဲ့ကြရပြီးအဆိုးအဆုံးသောတဘာဝဘေးကြီးဖြစ်ခဲ့တာပါဒီလိုတဘာဝဘေးကြီးကြောင့်မင်းသမီးနန္ဒာလိုင်ကိုကြီးကျယ်ခမ်းနားစွာလက်ထပ်ပွဲကြီးတွေလုပ်ပေးမဲ့ငွေကြေးတွေကိုတထေးကြီးစေတီဟာကနာကစ်အတွက်ပေးလူဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်မင်းသမီးနန္ဒာလိုင်ကိုလည်းဒီလိုမင်္ဂလာစရိတ်တွေနာကစ်အတွက်ပေးလူပြီးဖုန်ကြီးเจ้าမှာသာမင်္ဂလာပွဲအချင်းချုပ်လုပ်မဲ့ဆုံးဖြတ်ချက်ကြောင့်ပြောပြခဲ့တာပါတထေးကြီးစေတီဟာသူ့ကိုတကယ်ချစ်ရင်ဒီဆုံးဖြတ်ချက်ကိုလိုက်လျောပေးဖို့တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။မင်းသမီးနန္ဒာလိုင်ဟာလည်းကြည်ဖြူစွာနဲ့ပဲချက်ချင်းသဘောတူခဲ့ပြီးစနီးမောင်နှံနှစ်ယောက်သဘောတူမင်္ဂလာစည်းတွေကိုနာကစ်ပေးအတွက်လူတန်းကဖုန်ကြီးเจ้าမှာသာမင်္ဂလာဆွန်ကျွေးလေးနဲ့လက်ထပ်ထိမ်းများခဲ့ကြတာပါ။မင်္ဂလေးတစ်ယောက်ဖြစ်တယ်လို့နာမည်ကြီးမင်းသမီးတစ်လက်ပါဖြစ်နေတဲ့အတွက်ကြီးကျယ်တဲ့မင်္ဂလာပွဲကြီးတွေကိုစိတ်ကူးရင်ထားတာမျိုးရှိနိုင်ပေမဲ့မင်းသမီးနန္ဒာလိုင်ဟာသူမစိတ်ကူးရင်ထားတဲ့အရာတွေကိုစွန့်လွတ်ကခင်ပွန်းဖြစ်သူရဲ့ဆုံးဖြတ်ချက်ကိုချက်ချင်းလိုက်လျောပေးခဲ့တဲ့ကြောင်းဒီလိုအနစ်နာခံပေးခဲ့တဲ့အတွက်လည်းအချစ်တွေပိုရကြောင်းတထေးကြီးစေတီဟာကဖွင့်ဟပြောဆိုလာခဲ့တာပါမင်းသမီးနန္ဒာလိုင်ဟာတထေးကြီးစေတီဟာနဲ့လက်ထပ်ပြီးမှလည်းသူမကိုသူမမြန်မာနိုင်ငံရဲ့ထိတ်တန်းစည်ရင်ဝင်တထေးကတော်တယောက်ဖြစ်မော်ကြွားနေခြင်းအလင်းမရှိပဲရိုးရှင်းသူသိပ်စွာနဲ့သာသူမရဲ့အိမ်ထောင်တဲ့ဘဝကိုဖျက်ဆီးလာခဲ့တာပဲဖြစ်ပါတယ်။ယနေ့ချိန်ထိသူမဟာတထေးကတော်တယောက်ဖြစ်ဘလို့ဈေးကြီးတဲ့ brand တွေကိုဘလို့ဝယ်ကင်သုံးစွဲနေပါတယ်ဆိုတဲ့ကြွားဝါမှုမျိုးလုံးဝမရှိပဲတာမန်အမျိုးသမီးတယောက်ဖြစ်တာလေးစားဖွယ်ရာပုံစံနဲ့နေထိုင်နေတာကိုပရိသတ်တွေကအတိုင်းသာမြင်တွေ့နေရတာပဲဖြစ်ပါတယ်။တကယ်ကိုလေးစားစရာစိတ်တက်နဲ့မင်းသမီးတစ်လက်ပါပဲနော်။နာကစ်အတွက်ဒီလိုမင်္ဂလာဆောင်စရိတ်တွေလူတန်းခဲ့ကြတဲ့လုပ်ရက်ကလည်းတကယ်ကိုလေးစားစရာကောင်းလှပါတယ်။မင်္ဂလာသက်တမ်း19နှစ်ပြည့်ပြီးတဲ့အထိစနီးမောင်နဲ့နှစ်ယောက်တယောက်နဲ့တယောက်ချစ်ခင်စွာရှိနေကြဆဲဖြစ်တဲ့အချက်ကလည်းတကယ်ကိုအားကျစရာပါပဲနော်။ပရိသတ်ကြီးတို့ရောတထေးကြီးစေတီဟာနဲ့မင်းသမီးနန္ဒာလိုင်တို့ရဲ့ပျော်ရွှင်ဖွယ်ရာမိသားစုဘဝလေးကိုနှစ်သက်အားပေးနေကြရဲ့လားဆိုတာကောမန့်မှာပြောပေးသွားကြပါအောင်နော်။